ချမ်းသာမဲ့လမ်းဆိုတော့လွယ်လွယ်နဲ့ရရင်ကဘာပေါ်မှာတထေးတွေကြီးပဲဖြစ်ကုန်မှာလူသားအလုံးချမ်းသာကုန်မှာပေါ့တုံနဲ့မရတဲ့အလုပ်တွေမလို့တုံလူတွေလည်းမချမ်းသာကြတာမချမ်းသာနိုင်သေးတာကအပြစ်မဟုတ်ဘူးချမ်းသာခြင်းနဲ့ချမ်းသာခြင်းနဲ့ပြောနေတာဒါပေမဲ့ချမ်းသာခြင်းနီးလန်းတွေကိုလည်းလူတိုင်းရှာဖွေနေတာပဲအလုပ်တွေလုပ်နေတာပဲကြီးကြီးတဲ့ချမ်းသာခြင်းတော့လိုချင်တာပေါ့ဒါပေမဲ့သူတို့လိုမဖြစ်ခဲ့ဘူးဆိုလို့ရှိရင်တော့မှရှာထားတဲ့ဝင်ငွေတွေနဲ့ကိုမိသားစုအေးအေးချမ်းချမ်းလေးကိုဘွားလေးလှလှပပလေးလိုချင်တာလေးတွေရမယ်ကားလေးတွေစီးနိုင်မယ်ဟဲ့လားဘွားလေးကိုအေးအေးချမ်းချမ်းဖြတ်သန်းနိုင်တယ်ဆိုရင်လည်းတကယ်ချမ်းသာခြင်းဖြစ်တာပဲချမ်းသာခြင်းဆိုတာငွေရမှချမ်းသာခြင်းမဟုတ်ဘဲနဲ့စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းဘဝချမ်းသာခြင်းတွေရှိတယ်ငွေရချမ်းသာခြင်းကတော့အင်မတန်ခက်ခဲတာပေါ့ဘဝမှာအေးအေးချမ်းချမ်းလေးနဲ့နေနိုင်တယ်ကျမ်းမာရေးတွေကောင်းတယ်စီးပွားရေးလေးတွေပုံမှန်လဲပတ်နေနိုင်တယ်ကြိုးစားအားထုတ်နေနိုင်တယ်မိသားစုဘဝမပူမပင်မတောင့်မတမကြောက်မကြက်ကြိုးစားအားထုတ်ရတယ်ဆိုလို့ရှိရင်ချမ်းသာတာပေါ့ဒါကိုချမ်းသာခြင်းလို့လည်းခေါ်တာပဲစိတ်ညစ်စရာတွေမရှိဘူးဗျာတုပ်လုံနေတဲ့အတွက်ကျွန်တော်တို့ကနေတိုင်းချမ်းသာနေတာပဲနော်အသက်14နှစ်လာသားလောက်တည်းအလုပ်တွေလုပ်လာလိုက်တာဒီအလုပ်ကဝင်ငွေသိမ့်မကောင်းကိုလိုချင်တဲ့ဝင်ငွေအထိမရောက်ဘူးချင်းဒီအလုပ်ကိုကြည့်တော့လေကျွန်တော်တို့ဝင်ငွေမရဘူးချင်းအဲ့ဒီဂျားကာလမှာအလုပ်တွေချင်းနဲ့ငွေတွေစုတယ်ဘဝတွေပြတ်တယ်ခက်ခဲပေါင်းများစွာရင်ဆိုင်ရတယ်အဲ့လိုနှစ်ပေါင်းများစွာရင်ဆိုင်ပြီးတော့မှကိုဘဝအေဂျင့်မှုလေးကိုဘဝစိတ်ချမ်းသာမှုလေးကိုဘဝဓမင်းနဲ့မှန်မှန်စားလို့ရတဲ့ဘဝလေးကိုစတင်တိဆောက်လာရတာဒီနေ့ကျွန်တော်ဗီဒီယိုဖိုင်ကိုကြည့်ပြီးမနေ့ကချမ်းသာခြင်းလို့မရဘူးဒီနေ့ကျွန်တော်ဗီဒီယိုဖိုင်ကြည့်နောက်2နှစ်3နှစ်မှချမ်းသာခြင်းလို့မရဘူးကိုလက်ထက်မှာငွေတွေများများရဖို့ဆိုတာကိုယ်တိုင်းနှစ်အရှိအကြာကြီးစူးစမ်းအားထုတ်ရတာကဘာကျော်တထေးကြီးတွေတောင်မှပြောတဲ့စကားတကုန်းရှိလူတယောက်ချမ်းသာဖို့နှစ်ပေါင်း9နှစ်ကျော်ရင်ဆိုင်ရတယ်တဲ့အခုလည်းလုပ်ပြီးမနေ့ကချမ်းသာခြင်းတာဒါမျိုးမရဘူးလေစိတ်ရှိတိခံပြီးတော့စူးစမ်းအားထုတ်ရတယ်အဲ့တည်းမှာကိုခက်ခဲနေတာကိုမှားယွင်းနေတာကိုအစင်မပြေတာကိုလမ်းမှန်ကိုမရောက်တာတွေပြင်ဆင်ရတယ်ပြီးဘသူတွေနဲ့ပေါင်းနေလဲကိုယ့်ရဲ့ဝင်ငွေတွေပြန်ကိုပေါင်းနေတဲ့အပေါင်းအသင်းဝိုင်းကိုလည်းရွှေ့ရတယ်ကိုယ့်ရဲ့ဝင်ငွေတွေလည်းနေ့စဉ်ပြန်ဆန်းစစ်ရတယ်3ဘိန်းဆွဲလို့တစ်နေ့ကို8000စုနိုင်တယ်ဆိုလို့ရှိရင်တစ်လားကို2,400,000ရှိတယ်အဲ့2,400,000ကိုငါဘာပြန်လုပ်မလဲပြန်စဉ်းစားတာအဲ့ဒီအမြတ်ကိုပြန်ပြီး investment လုပ်ရတာအဲ့ဒါကို business investment လို့ခေါ်တာအဲ့ဒါ2,400,000လောက်ရလို့ရှိရင်အဝတ်စားတွေဝယ်ဝတ်တယ်ပျော်ပျော်ကြီးသွားတယ်ဖျားတွေသွားတယ်ဟိုအပျော်ပွဲတွေသွားတယ်ဖျားပူးသွားတယ်အလဲသွားတယ်အဲ့မှာအဲ့ဒါတွေက personal investment တွေ personal investment ကိုရင်းနှီးမြှုပ်နှံတဲ့လူကဆင်းရဲမှာပဲအဲ့တော့အဲ့ရလာတဲ့2,400,000ကိုကဘာပြန်လုပ်မလဲဘာပစ္စည်းလေးပြန်ရောင်းမလဲနော်အတိုးလေးပဲပေးနောက်ဆုံးပြ3-5ချက်တိုးနဲ့အတိုးလေးပဲပေးထားမလားယုံကြည်စိတ်ချရတဲ့လူလေဒါမျိုးတွေပြန်လို့ရှိရင်ကိုယ့်ရဲ့ပတ်စံတွေတိုးပွားတာပေါ့ပတ်စံတွေတဖြည်းဖြည်းတိုးပွားလာမှကိုယ့်ဘဝကငွေတွေအများကြီးရပြီးတော့ချမ်းသာလာမှာနေ့စဉ်နဲ့အများရနေတဲ့ဝင်ငွေတို့နေတိုင်းပြန်သုံးသက်ဟိုဘေးရွယ်ဆွဲလို့ရတဲ့ဝင်ငွေကတစ်နေ့ကို2,000ဆိုလို့ရှိရင်2,000ထက်ပိုတဲ့2,000ခွဲလောက်ရအောင်ရှာ2,000ခွဲရမှအိမ်ပြန်မယ်အဲ့ဒီပို့ပြီးတော့ရှာတဲ့9,000ကိုစုဖို့ပြီးတော့ကျွန်တော်တို့ကမိသားစုထဲမှာကိုရီးယားအရက်မတော့စလိတ်မတော့ကိုမစားဆိုလို့ရှင်လေကိုမိသားစုအတွက်စုငွေတစ်မျိုးပဲအဲ့ဒီအသုံးဆွဲတွေသုံးဆွဲစိတ်တွေကတနေ့ကို9,000ကုန်ကြမယ်ဆိုလို့ရှင်အဲ့ဒီကုန်ကြစိတ်တွေကကျွန်တော်တို့ကမကုန်တော့ဘူးတနေ့ကိုအိမ်မိသားစုရဲ့ကုန်ကြစိတ်က2,000ရှိတယ်ဒါပေမဲ့2,000ခွဲရအောင်လို့ဆွဲမယ်အသုံးစိတ်ကလည်း9,000ရှော့လိုက်မယ်ဆိုရင်ကို့အတွက်တနေ့ကို1,000ရှာလို့ရတယ်ကျွန်တော်ငယ်တော့ဗျာသိတယ်မလားကျွန်တော်တို့အမေတွေကဆန်တို့စီဘူး၄လုံးချက်ရတယ်ဆိုလို့ရှိရင်ဆန်တို့စီဘူး၄လုံးကိုခြင်ပြီးတော့အိုးထဲထည့်လိုက်တယ်အိုးထဲကနေလက်တဆုပ်စာပြန်ဆုပ်ပြီးတော့မှကျွန်တော်တို့စုတဲ့ထဲကိုအဲ့ဆန်လက်တဆုပ်ပြန်ထည့်လိုက်တယ်အဲ့ဒီလိုမျိုးပေါ့ကျွန်တော်တို့မှအစင်မပြေဘူးကျွန်တော်တို့မှခက်ခဲနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့စားဝတ်နေရေးကနေ့စဉ်ကုန်ကြစိတ်2,000ကျတယ်ဆိုလို့ရှိရင်အဲ့ထက်3,000ပြန်နှုတ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့အလုပ်ထဲမှာကျွန်တော်တို့က2,000တဲ့ပိုတဲ့ဝင်ငွေတနေ့ကို9,000ပို့ရှာမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကစုငွေ8,000ဖြစ်လာမယ်8,320တစ်လောက်2,400,000စုလာမယ်2,400,000တစ်နှစ်ကိုဘယ်လောက်စုနိုင်မလဲဟုတ်တယ်မလား3နှစ်4နှစ်စုမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ထက်မှာအရင်နည်းတစ်ခုရလာမယ်အဲ့ရင်းနည်းကနေပြန်ပြီးတော့မှအလုပ်တစ်ခုလုပ်မယ်ဆိုရင်ကျွန်တော်တို့ကတဖြည်းဖြည်းတိုးပွားအောင်လုပ်လို့ရတာပေါ့ကျွန်တော်တို့ကချမ်းသာတယ်ဆိုတာကကိုယ့်လက်ထက်မှာပတ်စံများများရှိလာအောင်လို့စူးစမ်းအားထုတ်တယ်ဆိုတာတနေတဲ့တရက်ထဲတလတဲ့တစ်နှစ်ထဲနဲ့ရတာမဟုတ်ဘဲနဲ့နှစ်တွေအကြာကြီးစူးစမ်းအားထုတ်ရတာအခုကျွန်တော်